ရှင်ကြီးမဟုတ်ပင်မေဘဝရှင်သင်္ကာတို့တက်စိတ်တဲ့လမ်းမှန်ကန်စွာရွေးချယ်တဲ့အောင်နဲ့သူလမ်းပြခဲ့ပါတယ်မေပညာသင်ကျွေးမွေး